ဘယ်မင်းကလေးနဲ့မှမပတ်သက်ပဲလူပြိုကြီးလောက်မဲ့အကြောင်းဖြေရှင်းလာတဲ့အေဂျင့်မောင်ပြည်သက်ချင်းရတဲ့မင်းသားကျော်လေးအေဂျင့်မောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကတင်ကန်းဝတ်ပြီးတော့တာသနာဘောင်ဝင်ကကုသယူနေခဲ့ပါသေးတယ်။ဒီလိုဝင်ရတာကတော့အဓိကအနေနဲ့သူ့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမယ်ဇက်ကောင်အတွက်ပြည်ပြင်းဆုံးဖြစ်အောင်တရုပ်ဆောင်ခြင်းတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။သူကဒီလိုမျိုးတင်ကန်းဝတ်နေတဲ့အချိန်မှာတစ်ဖက်မှာတော့သူရဲ့ချစ်သူကြီးစားတွေဖြစ်နေကြပါတယ်ဆိုရင်ကောင်မလေးတယောက်နဲ့ဓာတ်ပုံတွေပြန့်နှံ့လာခဲ့ပါတယ်။နှစ်ယောက်တူတွဲပဲရိုက်ကူးထားတဲ့ဓာတ်ပုံတွေကဆိုရှယ်မီဒီယာမှာပြန့်နှံ့လာခဲ့ပြီးတော့မင်းသားအေဂျင့်မောင်ကတကယ်ပဲချစ်သူကြီးစားရသွားပြီလားဆိုပြီးတော့ပေါ်လွန်ရဲ့ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ကောလာဟာလာတွေခုမှထွက်ရှိတာမဟုတ်ဘဲအရင်ကတည်းကနိုင်ငံကျော်မင်းကြီးတွေနဲ့သတင်းတွေထွက်ခဲ့ပူပါတယ်။ခုကတော့သူ့ရဲ့ချစ်သူပါဆိုပြီးတော့တူတွဲရိုက်ကူးထားတဲ့ပုံတွေကဆိုရှယ်မီဒီယာမှာအများပြပြန့်နှံ့လာခဲ့တဲ့အကြောင်းကိုအေဂျင့်မောင်ခုလိုပဲဖြေရှင်းလာခဲ့ပါတယ်။သူက official single ဖြစ်ပြီးတော့ချစ်ဆိုတာကိုစိတ်ကူးရအောင်မထည့်ထားတဲ့သူတယောက်လိုပေါ်တင်ကိုပြောဆိုလာခဲ့တာပါ။ဘဝမှာချစ်တဲ့ရေးကြီးတဲ့ຢာအများကြီးလှုပ်ရှားရှိတဲ့အတွက်ဒါတွေကိုဦးစားပေးလုပ်ကင်နေပြီးအချစ်ကိုရှင်းတန်းတင်ပြီးတော့လက်တွဲပေါ်ကိုရှာဖွေဖို့လည်းစိတ်ကူးမရှိသေးပါဘူး။ဒီအကြောင်းတွေကိုမပြောဘူးလို့စဉ်းစားထားပေမဲ့ online ပေါ်မှာမဟုတ်မမှန်ကောလာဟာလာသတင်းတွေအများပြပြနေတာကြောင့်ကိုရိုင်းဖြေရှင်းလာခဲ့တာပါနောက်ဆိုရင်ဒီလိုရင်များဖက်များကိစ္စတွေနဲ့ပတ်သက်ပြီးတော့ချိန်ကုန်ခံမှာမဟုတ်ဘဲလူပြိုကြီးဘွားနဲ့ပဲနုပညာလူတွေစူးစမ်းပြီးတော့လုပ်ကင်တော့ဖို့ပဲစီစဉ်ရှိရလို့ဆိုပါတယ်ဘယ်မင်းကလေးကမှချစ်ဖို့စိတ်ကူးမရှိဘဲလူပြိုကြီးပဲလုပ်မယ်ဆိုရင်ကယ်ရီမင်းသားအေဂျင့်မောင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပရိသတ်ကြီးတို့ကရောသဘောတူကြသလားရှင်